ပတ်စံကလောကမှာဘောဆုံးရပါပဲရှားတော့ရမ်းခက်တယ်ဗျဒီနေ့အခန်းပြန်ရောက်တာစိတ်ကကြည်နေတယ်ဗျအဲ့ဒါနဲ့ဟိုကောက်လို့ဒီကောက်လို့ပြီးတော့ဖန်စီလဲအော်ဒါတစ်ခုယူထားရတယ်အဲ့ဒါလည်းလောက်ရအောင်မယ်စိတ်ကကြည်ကြည်လင်ဖြစ်နေမှာပဲလောက်ရတာအဆင်ပြေတယ်ဗျမဟုတ်ရင်ဘာလို့ဘာမှအဆင်မပြေဘူးဒီနေ့တော့မနာတော့ပါဘူးလေပတ်စံရှားမဲ့ရွယ်ဆိုတော့တမအာဇီဝကြမယ်ပဲလို့မဆိုလောက်ရမှာပေါ့မဟုတ်ဘူးလားကိုတက်ထားတဲ့ပညာတွေအလဲအသက်မဖြစ်သွားအောင်တော့သုံးချရမှာပဲမတက်နိုင်ဘူးကျွန်တော်ကပညာရှင်တယောက်တော့မဟုတ်ပါဘူးတက်နိုင်ဆုံးကောင်းဆုံးနေဖြစ်အောင်ကိုလက်ရာတွေကြောင့်ကိုလက်စိတ်ချမ်းသာတို့တစ်ပါးလည်းမနစ်နာမှာပေါ့ကောင်းဆုံးနေလုပ်ပြီးဖြစ်ပါတယ်အလုပ်လုပ်နေမှလည်းဝင်ငွေရှိမယ်ဒါမှလည်းကိုမျောလင့်ထားတဲ့အရာတွေဖြစ်ချင်တဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မှာပေါ့ကျွန်တော်ကတော့ငယ်ရွယ်တဲ့အချိန်တစ်ခုကိုအလုပ်တွေမှာရင်းထားပြီဗျာဘာဖြစ်လာမလဲဆိုတော့ပန်းနိုင်ရောက်မှပဲဆုံးဖြတ်ရမှာပေါ့အချိန်တွေကတမိုးကြီးရလို့ပြောခဲ့တဲ့လူကြီးတွေရဲ့စကားကိုကျွန်တော်နားမလည်ခဲ့ဘူးဗျာရင်ကစားမယ်တောက်မယ်သွားမယ်လာမယ်အပျော်တွေပဲခေါင်းထဲမှာရှိတဲ့လူငယ်တယောက်ကိုအချိန်ရဲ့တန်ဖိုးတသနာတွေလာရှင်းပြနေလေနားလည်မှာတော့မဟုတ်ဘူးလေကျွန်တော်လည်းရှင်းမပြတော့ပါဘူးအဲ့ဒီအကြောင်းတွေကိုဗီဒီယိုလည်းရှေ့တော့မှာပေါ့ကိုပန်းနိုင်ကိုမရောက်ခင်ကလာပိုင်းချမှာထီကြီးပေါက်သွားခဲ့ရင်တော့တစ်မျိုးတစ်ဖုံပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တာပေါ့နော်ဒါကလည်းမနာတချင်းလေးရလို့စိတ်ကူးလေးပါပဲမဖြစ်နိုင်ပါဘူးကျွန်တော်လှုပ်တွေဆက်လှုပ်နေမယ်တေချာတဲ့လမ်းတစ်ခုရှောက်နေမယ်ဘဝကိုမနာလို့စိတ်ကင်းကင်းနဲ့နေနိုင်ရပဲတော့ပါပြီဗျာအလုပ်တစ်ခုကိုစိတ်နှစ်ပြီးလှုပ်လိုက်တော့ကျန်တဲ့အရာတွေကိုမတွေးဖြစ်တော့ဘူးเนาะဒါလည်းကောင်းပါလေမဟုတ်ရင်ဟိုတွေးဒီတွေးကောင်းနေရှုပ်ပြီးတယောက်တည်းအလုံးမကြရဖြစ်လာရောဒီနေ့တော့အလုပ်တစ်ခုရပြီးချိန်နေဘလို့ကုန်သွားလဲတော့မသိလိုက်ဘူးကဲအရှုပ်စိန်လာပါပြီကျွန်တော်ဘာပဲလှုပ်လိုက်ရှုပ်နေရမှကျင်နေတာခုလေလိုက်ရှုပ်နေတာနဲ့အလုပ်ပေးလိုက်တယ်ဒါလေးလှုပ်လိုက်ဟိုဟာလေးလှုပ်လိုက်ဆိုပြီးတော့အဲ့လိုမှပဲပြီးမှငြိမ်နေတော့တယ်ဗျာကျွန်တော်ကတခုခုအာယုံစိုက်နေတိတ်စကားမပြောဖြစ်တော့ဘူးအဲ့ဒါနဲ့အရှုပ်စိန်ကပြီးမှနေပြီးတော့ကြည့်လိုက်ဒီကြည့်လိုက်နဲ့သူလည်းပြင်းနေမှာပေါ့နော်ကျွန်တော်မှစကားမပြောတာဘူးအခုလုံနေတာလေးလက်ဆက်တက်ပြီးကျွန်တော်ခဏနေထမင်းစားရအောင်မယ်အချိန်လဲလင့်နေပြီဆိုတော့โอเคကျွန်တော်ပန်းတော့စီးပြီးပေါ့နော်နည်းနည်းပဲကျွန်တော်လည်းလောက်ဖို့ကအဲ့ဒါလေးလောက်ပြီးရင်တော့ကျွန်တော်လည်းနားပြီဗျဒါကတော့ကျွန်တော်ပန်းစီးလေးကိုအလုပ်မှာ surprise တက်လုပ်ခဲ့တဲ့ဗီဒီယိုလေးပေါ့နော်အားလုံးနှစ်သက်မှာစိတ်သက်လူတင်တဲ့နေ့ရက်တိုင်းကိုအကောင်းဆုံးဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်တောင်းပေးလိုက်ပါတယ်ဗျအားလုံး bye bye